Hello ကဲဘူးတစ်လေးဖောက်ကြည့်ကြမယ်ကောလည်းဒီတစ်ကလေးပါရတာကလည်းအတစ်ပါနော်ဝင်းရတာပိုကောင်းတယ်ဒီလိုမျိုးနဲ့ဆိုရင်လေးနဲ့ညနေပိုင်းဖြောတောက်ပေးပါဘူးကအစ်စ်ပေါ့နော်ရတာလေးလည်းပိုကောင်းသွားပါတယ်မှုင်းနေရေလေးနဲ့မနေ့တစ်ခေါက်ညတစ်ခေါက်ဒီလိုဖြောတောက်ပေးပါအဲ့ဒါဆိုလို့ရှိရင်အစီတွေအစိမ့်တွေပေါ့နော်ဦးထဲမှာရှိတဲ့အညစ်အကြေးတွေဝမ်းနဲ့တူပါသွားမှာပါမနေ့ချိန်ညချိန်မှန်လေးစားပေးပါနော်ဒီလိုဇုံးနဲ့နှစ်စုံဖြောတောက်ပေးပါဒါဆိုရင်ဝမ်းကပုံမှန်ပါတယ်နော်ဝမ်းလျှောက်တက်တဲ့သူတွေဆိုဒီလိုဖြောတောက်တာပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးထိရောက်ပါတယ်ရှင်ချိုလေးကောင်းတယ်အရင်ရတာထက်ပိုကောင်းသွားတယ်တက်